ချင်းမှုရဲ့ဓာတ်ထိုင်ချုပ်ပညာနဲ့ခြေလန်းတိုင်းပညာတွေကိုတည်သွားတဲ့ဆရာတူညီလေးဟူနဲ့ညီမလေးစီကနေလေ့လာခဲ့ပြီးပြီမို့ထိုတိုင်းပညာတွေဟာခင်းနောက်ကျနေပြီဟုဆိုကအတာအယာလေးအနိုင်ယူပြမယ်လို့လူကျန်းကိုင်းတစ်ဘက်ကဆိုလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း200လောက်ကတိုက်ခိုက်ရေးပညာနဲ့ဓာတ်ထိုင်ချုပ်ပညာအကြားမှာအငင်းပွားမှုတွေရှိခဲ့ဘူးပြီးရန်ခမ်းရဲ့မင်းဆရာကအတန်မာဆုံးတိုက်ခိုက်ရေးစွမ်းရည်သမားကိုလူတစ်ယောက်ဓာတ်တက်လက်နဲ့အနိုင်ယူပြခဲ့တာလို့ပြောလိုက်ရင်စတင်တိုက်ခိုက်ကြပါတယ်။တစ်ဖက်ကထိုးစစ်ဆင်လာတဲ့ဓာတ်တွေကိုအသေးအံရှောင်တိန်နေရပြီးလျင်မြန်လွန်းတာကြောင့်ချင်းမှုတစ်ယောက်စတင်ဒုက္ခရောက်ပါတယ်။နဖျားခြေလန်းနဲ့ရှောင်းတိန်နေပေမဲ့သူ့ခြေလန်းတိုင်းကိုကြိုသိနေသလိုနေရာစုံကဝင်လာတဲ့ဓာတ်တွေကြောင့်စိတ်တူလာတဲ့ချင်းမှုလည်းအနီးကတိုးဝင်လောက်ကြံမှုပြင်လိုက်ပါတယ်။ဒါပေမဲ့ဓာတ်ပေါင်း35ချောင်းကိုစနစ်တကျထိန်းချုပ်အသုံးပြုနေပြီးတစ်ချောင်းချင်းစီတိုင်းမှာလည်းထူးခဲ့တဲ့စွမ်းရည်တွေကြောင့်အနာကမရဖြစ်နေတဲ့ချင်းမှုလည်းအဝေးကနေပဲအပြည့်နဲ့ခုတ်ချက်တစ်ခုနဲ့တစ်ဖက်လူဟန်ပြအောင်လုပ်လိုက်ပါတယ်။ဒါပေမဲ့လီကျန်းကိုင်းကတပည့်ကတော့အသာအယာပဲကာကွယ်ပြလိုက်ပြီးတဖန်ပြန်ထိုးစစ်ဆင်လိုက်ကမင်းရဲ့ခင်မမီတဲ့တိုင်းပညာကိုအခုတော့နားလည်ပြီမလားဓာတ်ထိန်းချုပ်စွမ်းရည်ကလည်းညံ့လိုက်တဲ့ကောင်ဟုဆိုကလောင်လောင်ရဲမောနေလိုက်ပါတယ်။ဒီကျန်းကိုင်းရုပ်ကြည့်မှုပဲဖုံးလဲသူ့တပည့်ကဝိညာဉ်တရေသားထိုးထိတ်ဆင့်ဆိုပေမဲ့ဓာတ်ထိန်ချုပ်စွမ်းရည်ကတော့တစ်ဖက်ကခတ်တန်ပါပြီးငယ်ကဆိုစုတ်တန်ကိုတော့စိတ်နဲ့ထိန်ချုပ်ပြီးပကြီးကားပေါ်မှာမိမတယောက်ရဲ့အလှတက်ပုံကိုရေးဆွဲနိုင်တယ်လို့ဂုဏ်ယူစွာပြောလိုက်ပါတယ်။အားကြမခံတဲ့ရွာလူကြီးဖိုးလည်းငါတို့ချင်းမှုလေးကလည်းမွေးကလေးကပြိုင်မဲကင်းခန္ဓာနဲ့မွေးလာတာမို့ဘလို့မှမဆုံးနိုင်ဘူးလို့ပြန်လဲချေပလိုက်တာကြောင့်ပြိုင်မဲကင်းခန္ဓာအကြောင်းမကြားဘူးတဲ့လီကျန်းကိုင်းရုပ်လည်းကြောင်အောင်သွားခဲ့ပါတယ်။လီကျန်းကိုင်းတပည့်ရဲ့ဓာတ်ထိန်ချုပ်တဲ့ချီဆွဲရင်ကပါလွှာလွန်းတာကြောင့်တာမန်မျက်စိနဲ့မမြင်နိုင်မှန်းသိသွားတဲ့ချင်းမှုလည်းနှစ်ဖျားမျက်လုံးကိုဖွင့်လိုက်ပြီးကျိုးတွေကိုတစ်ချောင်းချင်းခုတ်ဖြတ်နေလိုက်ပါတယ်။လီကျန်းကိုင်းကတပည့်လည်းအရေးချင်းတော်ရှိသားပဲလို့ချင်းမှုကိုချီကျူးလိုက်ပြီးနန်ကျန်းပြည်နယ်ရဲ့နံပါတ်1ဂိုင်းတစ်ခုဖြစ်တဲ့လီကျန်းသားကိုင်းရဲ့ဓာတ်ထိန်ချုပ်ပညာဟုဆိုကလီကျန်းမြစ်ကြီးလိုဓာတ်ထောင်ကြီးကိုစီးစင်းတိုက်ခိုက်စေလိုက်ပြီးချင်းမှုကိုဓာတ်ဝဲကရက်တစ်ခုနဲ့ထုံအောင်ဖြစ်စည်းဖို့ဟန်ပြင်လိုက်ပါတယ်။ချင်းမှုလည်းမူကျိုးလက်ဝါရှစ်ကွက်နဲ့လက်ထောင်ချီကိုထုတ်ကဓာတ်ဝဲကရက်ကိုဖျက်ဆီးနိုင်ခဲ့ပေမဲ့စွမ်းအားအလွန်ကုန်သွားတာကြောင့်ဓာတ်ကိုထုတ်ကင်ရင်တော့နာကျင်လုံးလိုလက်တွေတုံနေခဲ့ပါတယ်။ဆုံးသက်တိုက်ကွက်ဝက်သက်ဓာတ်ကိုဓာတ်ဆွမ်းရည်ပေါင်းထည့်လိုက်ပြီးဓာတ်ထုတ်အကွက်နဲ့တိုက်ခိုက်လိုက်ရာလီကျန်းကိုင်းကတပည့်လည်းနှေးတယ်ဟုဆိုကဓာတ်တွေကိုတိုင်းကတစ်ခုလုပ်ပြီးကာထားလိုက်ပါတယ်။ချင်းမှုကတော့နေလေကမှလောလောလတ်လတ်တင်လာတဲ့နှဆိုးချိတ်စီးတစ်သိပ်လေးခုတည်းကဒုတိယမြောက်ဖြစ်တဲ့ကောင်းငင်နှဆိုးလွတ်မြောက်ခြင်းတန်ပင်ကိုရွတ်လိုက်ရာစိတ်ဝိညာဉ်မှာလွင်သွားတာကြောင့်ဓာတ်တွေကိုထိန်းချုပ်မှုကလည်းရပ်တန့်သွားကဝက်သက်ဓာတ်ရဲ့ထိုးပေါက်ခြင်းကိုခံလိုက်ရပြီးလီကျန်းကိုင်းကတပည့်လည်းဇီဝင်ချုပ်သွားခဲ့ပါတယ်။အဖိုးချွဲကြီးလည်းချင်းမှုတောင်းလိုက်တဲ့တန်ပင်ကအရန်မိုက်တာပဲလို့ပြောလိုက်ပြီးအဖွားစစ်တင်ပေးထားတာလားလို့မေးလိုက်ရာအဖွားစစ်လည်းအဲ့ဒီလောက်ရှိကြတဲ့တန်ပင်မျိုးကိုသူကိုယ်တိုင်တော့တစ်ခါမှမကြားဘူးလို့ဆိုလိုက်ပါတယ်။အဖိုးကြီးမှုပေဖုံးလဲနှဆိုးတန်ပင်သုံးတဲ့ချင်းမှုကိုမိစ္ဆာကောင်လေးပဲလို့ကြိမ်ဆဲနေပြီးရွာလူကြီးဖူးဖူးကတော့ခေါင်းတလားတစ်ခုနဲ့ဝတ်စုံတစ်စုံထုတ်ပေးကမြစ်တာလက်ဆောင်ကိုဆိုလိုက်ရင်လိုချင်သေးရင်နောက်ထပ်17လုံးကြံသေးကြောင်းပြောလိုက်ပါတယ်။ဒေါသငယ်တဲ့ရောက်သွားတဲ့အဖိုးကြီးမှုလည်းပါလာတဲ့အကြီးအကဲတွေကိုအစီရင်တစ်ခုဖန်တီးဖို့အမိန့်ပေးလိုက်ပြီးအဖိုးဖွားတွေကလည်းအစီရင်ကိုအလွယ်တကူပဲပြန်လဲပိတ်ဆို့ပြလိုက်တာကြောင့်သူ့အဖိုးဖွားတွေဟာလည်းစွမ်းအားရှင်တွေပဲမို့ချင်းမှုလဲစိတ်အေးသွားရပါတယ်။မှုပေဖုံးကတော့လီကျန်းမြစ်ကြီးတစ်ခုလုံးကိုခေါ်ဆောင်လိုက်ပြီးအစီရင်ကြီးတွေကနေငကားကြီးတစ်ကောင်ကိုဆွဲထုတ်လိုက်ရာငကားကြီးရဲ့လှုပ်ရှားမှုကြောင့်ရေစက်တွေအများကြီးကျလာခဲ့ပြီးထိုရေစက်တွေဟာတာမန်ရေစက်တွေမဟုတ်ပဲဓာတ်ပေါင်း1000စီရင်တွေကဓာတ်ရေစက်တွေဖြစ်နေခဲ့ပါတယ်။အခြားဖိုးဖွားတွေကတော့ဓာတ်တွေကိုလိုက်လံတိုက်ခိုက်ဖျက်ဆီးနေပြီးဗပဲဆရာဖိုးဖိုးရွာပါကတော့အစီရင်ဓာတ်တွေကိုတူတလက်နဲ့လိုက်လံထုချေကမူလအစီရင်ပုံစံပြန်ပြောင်းလိုက်ပြီးဘောလုံးငယ်လေးလိုချစ်စရာကောင်းတာကြောင့်ချင်းမှုကိုစော်ကစားဖို့ပြပေးလိုက်ပါတယ်။ဒါပေမဲ့ဓာတ်ပေါင်း1000ပါတဲ့အစီရင်မှုအလွန်လေးလံတာကြောင့်အဖိုးချွဲကဝင်ကိုထိမ့်ပေးလိုက်ရပြီးအဖွားစစ်လည်းစော်ကစားမနေဖို့ဗပဲဆရာဖိုးဖိုးကိုစူပူကျိမ်းပေါင်းလိုက်ပါတယ်။ချင်းမှုကိုလည်းသူ့စီကဗယံပရာပညာတွေမတင်တဲ့ဟုဆိုကဓာတ်ပေါင်း1000စီရင်ဆိုပေမဲ့အထဲမှာဓာမိခင်တစ်ခုပါရှိနေပြီးထိုဓာမိခင်ကိုထိန်းချုပ်လိုက်တာနဲ့ကြံသားတွေကိုပါထိန်းချုပ်ပြီးသားဟုဆိုကအသာအရာလေးမူလပုံစံကိုပြန်ပြောင်းပြရင်ချင်းမှုကိုတင် जा ပေးလိုက်ပါတယ်။အဖိုးကြီးမှုပေဖုံးလဲဓာတ်ပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ငကားကြီးကိုဖက်တိုက်ဖို့အမိန့်ပေးလိုက်ချိန်မှာတော့ရွာလူကြီးလည်းမြကန်းဖိုးဖိုးတစ်ဖြစ်လဲရှားဖိုးဖိုးကိုတိုက်ခိုက်စေလိုက်ရာဝါတစ်ချောင်းနဲ့တိုးဝင်လာတဲ့ဓာတ်တွေကိုဖယ်ရှားဝင်ရောက်ရင်ငကားကြီးရဲ့နှုတ်သီးကိုထိုးလိုက်ရာငကားတစ်ကောင်လုံးပျက်စီးသွားရုံသာမကဓာတ်ပိုင်းစားတွေထိမှန်တဲ့အကြီးအကဲတွေလည်းနေရာမှာတင်ဘွားကူးသွားခဲ့ရပါတယ်။ထို့နောက်ဒေါသကြီးစွာနဲ့ဝင်ရောက်တိုက်ခိုက်လာတဲ့အဖိုးကြီးမှုပေဖုံးကိုမြကန်းဖူးဖူးကတော့လျှက်တစ်ပြက်လှုပ်ရှားမှုတီးတီးလေးသာပြုလုပ်လိုက်ပြီးလန်တစ်ချက်နဲ့ပဲအသက်ငင်သွားအောင်ပြုလုပ်လိုက်ပါတယ်။ထိုချိန်မှာတော့မြကန်းဖူးဖူးဟာတစ်ချိန်ကလှန်တိုင်းမှာတစ်ဖက်ကက်ခတ်ကျွမ်းကျင်တဲ့ချန်နယ်ဖျားဆိုတာတည်သွားခဲ့ပြီးသူ့တဘဝလုံးစူးစမ်းကျင့်ကြံလာတဲ့လီကျန်းသားပညာရက်နဲ့ဘသူစွမ်းဖို့ထက်လဲတည်ကျင်လို့လိုက်လံရှာဖွေခဲ့ဘူးကြောင်းနဲ့အခုတော့လီကျန်းသားတိုင်းဟာချန်နယ်ဖျားရဲ့လှန်တိုင်းပညာနဲ့ဆိုမိုးနဲ့မြေလိုကွာတာမန်တည်သွားပြီဟုဆိုကရှုံးနေမှုအတွက်နောက်သားမရကြောင်းပြောလိုက်ပါတယ်။ဒါပေမဲ့လီကျန်းကိုင်းသားတွေတည်တဲ့အခါမြေကြီးထဲမှာမမြုပ်ကြပဲဂိုင်းရဲ့အစင်လာရစီးစင်းနေတဲ့မြစ်ရည်ထဲမှာပဲမြုပ်ကြတာမို့သူတို့အလောင်းတွေကိုရေမှာပဲမျောပေးဖို့တောင်းဆိုရင်းဇီဝေးချုပ်သွားခဲ့ရပါတယ်။လက်ရှိချိန်မှာတော့ရန်ခမ်းနိုင်ငံရဲ့မင်းဆရာဟာနဖျားအောက်အတန်မာသောလူဖြစ်ပြီးနောက်တစ်ချိန်မှာတော့မင်းဆရာထက်တန်မာတဲ့သူပေါ်လာလိမ့်မယ်ဆိုတဲ့အသည့်တစ်ခုကိုအဖိုးကြီးမှုပေတယောက်မသိခင်သိရှိသွားခဲ့ရပါတယ်။အဖိုးဖွားတွေလည်းတောင်းဆိုထားတဲ့အတိုင်းလီကျန်းကိုင်းသားတွေရဲ့အလောင်းတွေကိုယုံကြိုင်းမြစ်ကြီးထဲမျောပေးလိုက်ရင်အဖိုးမာကတော့လီကျန်းကိုင်းဟာရန်ခမ်းဘီရင်ကိုယ်တိုင်ရွေးချယ်တင်မြှောက်ထားတာမို့အခုလိုဂိုင်းကြီးတစ်ခုလုံးတုတ်တင်ခံလိုက်ရတာအနေရရှိလာနိုင်လားလို့မေးလိုက်ရာနာကန်ဖိုးဖိုးလဲတာရွှီလိုအမောင်တို့ဖုံးလွှမ်းနေပြီးအနေရထောင်တောင်းချီနေတဲ့နေရာကိုရန်ခမ်းဘီရင်ဆိုတဲ့ကောင်အားရပြီးလာမယ်မထင်ပါဘူးလို့ပြန်ဖြေလိုက်ပါတယ်။
ဒါပေမဲ့တာရွှေဟာရှေးဟောင်းနယ်မြေတစ်ခုဖြစ်ပြီးကျဉ်းညံရေးသမားတွေတက်မျက်စိကျစရာနေရာဖြစ်နေတာကြောင့်နေသက်ဒေသအထိတော့ရောက်လာနိုင်ကြောင်းခံမှန်းနေပြီးရန်ခိုင်မင်းဆရာနဲ့ရင်ဆိုင်မှုတဲ့အဖိုးချွဲကြီးကလည်းတိကျပေါက်ရောက်လာနိုင်မယ်လို့ဝင်ပြောလိုက်ပါတယ်နှစ်ပေါင်း200အတွင်းမှာရန်ခိုင်မင်းဆရာရဲ့ဓာတ်စွမ်းရည်ဟာအလင်းမြန်မဲ့တိုးတက်လာနေကြောင်းရှင်းပြနေတဲ့ရွာလူကြီးဖိုးဖိုးကိုချင်းမူလေးဟာလည်းဓာတ်ထင်းကျုပ်စွမ်းရည်ကိုစိတ်ဝင်စားတဲ့ကလေးတစ်ယောက်ဖြစ်ပြီးလီကျန်းခိုင်းသားတစ်ယောက်ရဲ့ဓာတ်ကိုယူပြီးတိတ်တိတ်လေးကြည့်နေကြောင်းဈေးဆရာကပြောလိုက်ပါတယ်ဒါပေမဲ့ရွာရဲ့ဓာတ်ပညာအမြင့်ဆုံးတစ်ချိန်ကဆိုဓာတ်နဲ့ဖျားလို့တော့ခေါ်ရတဲ့လူကြီးကတကွယ်လေးတောင်မတင်ပေးတာကြောင့်စိတ်မကောင်းစရာပဲလို့ရေရိုးလိုက်ပါတယ်ရွာလူကြီးကတော့လီကျန်းခိုင်းကတပည့်ပြောသလိုပဲရွာထဲမှာပဲတကားပိတ်နေရင်ခင်းနောက်ကျနေလိမ့်မယ်ဟုဆိုကနောက်တရက်အဖွားဖျားเจ้าကိုသွားရင်အတွေ့အကြုံရအောင်ချင်းမှုကိုပါအတူခေါ်သွားဖို့ဈေးဆရာကိုပြောရင်စကားလမ်းကြောင်းလွှဲလိုက်ပါတယ်နောက်တရက်မှာတော့နွားလဲတသီးနဲ့လိုက်ပါလာတဲ့ချင်းမှုတစ်ယောက်လမ်းမမြင်တဲ့အဖွားဖျားเจ้าဆိုတဲ့ကြောက်တိုင်ကိုကြည့်ရင်မြေပုံထဲမှာတော့ဒီနေရာကိုပင်လယ်နှကားမျက်လုံးကိုရေးထားပြီးဘာမှလည်းမဆိုင်ဘူးလို့ရေရိုးလိုက်ပါတယ်အဖွားဖျားเจ้าဟာလေပက်လို့ကောင်းတဲ့နေရာတစ်ခုဖြစ်ပြီး15ရက်တခါတရွာတယောက်ဖျားเจ้าတက်ကြရင်ကုံစီဖလှယ်တဲ့နေရာကြီးတစ်ခုလည်းဖြစ်ပါတယ်ဒါပေမဲ့လူတယောက်မှမရှိတဲ့အပြင်မောင်မဲနေတဲ့လမ်းမတွေကြောင့်နားမလည်စွာမေးလာတဲ့ချင်းမှုကိုအဖွားစစ်လဲစိတ်မလောနဲ့ဟုဆိုကအမွှေးတိုင်တစ်ခုကိုထွန်းကြီးလိုက်ပါတယ်ချက်ချင်းဆိုသလိုစွမ်းရည်နဲ့အတူအလင်းရောင်တွေဖြာထွက်လာကကောင်းကင်ကလူသားမိစ္ဆာစတဲ့မျိုးစုံတဲ့တရားဝါတွေဟာဈေးကြီးအတွင်းမှာသူတို့ရဲ့ဒေတာထွက်အစားအစာနဲ့ရတနာတွေကိုစီစီကားကားရောင်းဝယ်ဖောက်ကားနေကြပါတယ်ညပြလုံးတဲ့လူအုပ်ကြီးနဲ့မီးရောင်စုံတွေကိုမြင်ရတဲ့ချင်းမှုလဲတောသားမျိုးရောက်ဆိုသလိုအထူးဆန်းတွေဖြစ်နေပြီးကြောက်ရွံ့ထုကြီးကိုနဖျားမျက်လုံးဖွင့်ကြည့်လိုက်ရာငကားတစ်ကောင်ပေါ်ထွက်လာတာကြောင့်ပင်လယ်ငကားမျက်လုံးပဲဖြစ်ရမယ်လို့ရေရိုးလိုက်ပါတယ်ထို့နောက်ပင်လယ်ရေတွေကဘယ်ရောက်ကုန်တာလဲလို့အတွေးဝင်လာတဲ့ချင်းမှုကိုအဖွားစစ်လဲတစ်ချိန်လုံးကပင်လယ်ရေတွေရှိခဲ့မှုပင်မဲ့ဘေးရန်တွေရဲ့တစ်ခုကြောက်ရောက်ပြီးချိန်မှာတော့တညာထဲနဲ့ပင်လယ်ရေတွေအကုန်ခန်းချောက်သွားပြီးအသက်ရှင်ကြံရစ်ခဲ့တဲ့ငါးလူသားမျိုးနွယ်တွေဟာကုန်းပေါ်မှာအသက်ရှင်နေနိုင်အောင်ကြိုးစားပြောင်းလဲခဲ့တာဖြစ်ကြောင်းနဲ့ပင်လယ်ငကားဘရင်ကြာဆုံးခြင်းအထိမ်းအမှတ်အနေနဲ့ဖျားเจ้าပွဲတော်ကို15ရက်တခါကျင်းပကြတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်ခဏအကြာမှာတော့မတန်ဆန်းရွာအတွက်လုပ်ပေးထားတဲ့နေရာတစ်ခုကိုရောက်လာတာကြောင့်သူတို့ရွာကလည်းအခြားသူတွေလိုဈေးရောက်တာထင်တဲ့ချင်းမှုကတော့ဘာစီးပွားရေးလုပ်မှလဲလို့အဖိုးချွဲကိုမေးလိုက်ပါတယ်အဖိုးချွဲလဲစားလိတ်သုံးခုကိုပြစ်ပေးလိုက်ပြီးဒီထဲကကြပြတပုတ်ကိုစင်ဘေးကတိုင်မှာချိတ်ဆွဲလိုက်ဖို့နဲ့ပြီးရင်စင်ပေါ်မှာမတက်ရက်နေဟုဆိုကဂျင်းကြီးထည့်လိုက်ပါတယ်တကယ်တော့ကြပြထဲမှာပါတဲ့အကြောင်းအရာကစိန်ခေါ်စာဖြစ်နေပြီးကွင်းလယ်မှာရက်လိုက်တာနဲ့တိုက်ခိုက်ရတော့မှာပဲဖြစ်ပါတယ်